ဟာဟဲ့လူခမရဗျာကြည့်ရတာငါပြင်းလို့ပဲလဲနေတယ်ငါပြတယ်သေးသေးနဲ့တနေ့ကကျိုးသားပေါ့ငါမမြရအောင်အခု9000တကောင်းကောင်းမိတယ်နေပေါင်းခမရဘာလို့လဲကျွန်တော်စီးပွားရေးတမတရားဗျာဒီမှာစိတ်ရှုပ်လို့ခဏအပန်းလာဖြေတာခမရအကြံဉာဏ်တွေလိုပြောကျွန်တော်ပေးလို့ရတယ်အကြံဉာဏ်လောက်အောင်ပါအကြံဉာဏ်လေးနံပါတ်1ချက်ကခမရစီလိုအိပ်ပြီးတော့ငါမရရောခမရမီးဖို့ရှိမှာမဟုတ်ဘူးနံပါတ်2ချက်ကဒီကန်းအရန်သေးတယ်ခမရငါမမြမိကျင်လို့ရှိရင်ပိုက်ခွန်အကြီးဝယ်ချောင်းတစ်ခုကိုသွားပွားလို့ရှိရင်ပိုက်ခွန်နဲ့ဖန်အဲ့ဒါဆိုငါအများကြီးခမရရလိမ့်မယ်အဲ့လောက်ငါအများကြီးပြီးတော့ကျွန်တော်ဘာလုပ်ရမလဲအဲ့လိုရတော့ခမရဈေးမှာတက်ရောက်ပတ်စံအများကြီးရမှာဗောဗျာကဲအဲ့ဒီပတ်စံတွေအများကြီးရတော့ကျွန်တော်ဘာလုပ်ရမှာလဲအဲ့လိုပတ်စံအများကြီးရတော့ခမရလေတစည်းဝယ်ပြီးပိုက်ခွန်တွေအများကြီးထားပြီးငါးတွေအများကြီးခမရထပ်မိမယ်လေဗျာကဲအဲ့ဒီငါးတွေရတော့ဘာလုပ်ရမှာလဲဟာခမရတကယ်ငါစားပဲတွေ့ရအောင်ပတ်စံအများကြီးထည့်ရမယ်အဲ့ဒါတွေနဲ့ခမရလုံကောင်းကိုထက်ချက်ခမရဝန်ထမ်းတွေထားလိုက်ထားပြီးလို့ရှိရင်တို့အလုံးမှာလွတ်ထားလိုက်ပြီးလို့ရှိရင်ခမရအေးချမ်းတနေရာမှာခမရအေးဆေးအနားယူလို့ရတယ်လေဗျာအခုတော့ကျွန်တော်ဘယ်လိုနေရလို့လဲအေးဆေးပဲနေရတာမဟုတ်ဘူးလားဒါစားနေတယ်ဟာဒါပေမဲ့မတူဘူးလေဗျာခမရအင်ကြီးအကောင်းစားတွေ brand တွေဝယ်လို့ရတာပေါ့ဒီအင်ကြီးကကျွန်တော်မေကျွန်တော်8000နဲ့ပဲဝယ်ပေးတဲ့အင်ကြီးကျွန်တော်အရန်တန်ဖိုးထားတဲ့အင်ကြီး LV နဲ့လည်းမလဲနိုင်ဘူး Gucci နဲ့လည်းမလဲနိုင်ဘူးတဘောပေါက်လားခမရကဲအင်ကြီးထားပါတော့ခင်ဗျာပတ်စံရှိလို့ရှိရင်5 star hotel မှာအစားတော့ကောင်းစားတွေစားလို့မရဘူးလား5 star hotel မှာတဲလို့ရမယ်ဘယ်လောက်မိုက်တွေပေါ်ရလဲ5 star hotel ခင်ဗျာကျွန်တော်လာစားနေရလားကျွန်တော်ဒီမှာငါးဖမ်းလို့ငါးမီလို့အိမ်မှာလက်ဆက်กินပြီးတော့မိသားစုနဲ့စားရတဲ့အရာသာခင်ဗျားတို့5 star hotel လည်းမပေးနိုင်5 star hotel အခန်းတွေကချင်းလေးတွေဒီမှာကြည့်တဘောတရားကြီးဘယ်လောက်တာရလဲခင်ဗျားတို့ဒီရလာလို့ကျွန်တော်ဒီကိုလာတာမဟုတ်လားလေကောင်းလေးတန်းရှူခြင်းလို့ဟာဒီပဲငါစားပဲဒီမှာကြည့်ကျွန်တော်ပြောပြမယ်ကမ္ဘာအချမ်းသာဆုံးပုံကုန်ဘူးလေ Elon Musk က Wall Street Journal report အရ2023ကာတင်မိုင်းလို့ခေါ်တဲ့မူရည်စေ drugs ကိုပမာဏအနေငယ်သူသုံးရတယ်။ဘာဖြစ်လဲဆိုတော့သူ့မှာ depression အနေငယ်ရှိတယ်။အဲ့လောက်ချမ်းသာတဲ့ပုံကသူ့မှာ depression ဝင်စရာဘာအကြောင်းရှိလဲ။ Elon Musk ရဲ့သမီးသူ့အသက်16နှစ်ပြည့်တာနဲ့ Elon Musk ရဲ့တူမနေခြင်းခွဲနေမယ်ဆိုပြီးတော့ဆုံးဖြတ်တယ်။အဲ့လောက်ချမ်းသာနေရတာဖေးနဲ့ဘာလို့ခွဲနေကြလဲ။ Elon Musk မိန်းမ2ယောက်ယူတယ်။မိန်းမ2ယောက်လုံးကွဲတယ်။ဘာလို့လဲ Elon Musk တွေမဟုတ်ဘူး။ကမ္ဘာအချမ်းသာဆုံးလူ10ယောက်မှာ6ယောက်လောက်ကအခုအိမ်အောင်ကွဲနေတယ်။အဲ့ထဲမှာ Jeff Bezos တို့ Bill Gates တို့လည်းပါတယ်။သူတို့ကကမ္ဘာအချမ်းသာဆုံးပုံတွေပတ်စံထားရနေရတော့မရှိဘူး။ဒါဆိုသူတို့ဘာလို့မပြောရလဲ။သူတို့မိသားစုတွေရောဘာလို့မပြောလို့သူတို့နဲ့ဝေးနေကြတာ။ခင်ဗျားတခုတော့မှတ်ထားဗျာ။ကျွန်တော်ခင်ဗျားတို့တထေးတွေလောက်တော့ကျွန်တော်မသိဘူး။ဒါပေမဲ့ကျွန်တော်သိရတခုရှိတယ်။ပတ်စံနဲ့အိမ်တော့ဝယ်လို့ရတယ်ခင်ဗျားမိသားစုဘယ်တော့မှဝယ်လို့မရဘူး။ပတ်စံနဲ့ခင်ဗျားအဲ့ရအကောင်းသားတွေဝယ်လို့ရတယ်။ဒါပေမဲ့အဲ့ချင်းတဲ့စိတ်ကိုခင်ဗျားဝယ်လို့မရဘူး။ပတ်စံနဲ့ခင်ဗျားကမ္ဘာပေါ်မှာဈေးအကြီးဆုံးအရသာအကောင်းဆုံးအစားစရာတွေခင်ဗျားဝယ်လို့ရတယ်။ဒါပေမဲ့စားခြင်းနဲ့စိတ်ကိုတော့ခင်ဗျားဝယ်လို့မရဘူး။ပတ်စံနဲ့ခင်ဗျားနားရီအကောင်းသားတွေဝယ်လို့ရတယ်။ဒါပေမဲ့အချိန်ကိုခင်ဗျားဘယ်တော့မှဝယ်လို့မရအောင်။ပတ်စံအများကြီးချမ်းသာတဲ့လူတွေထဲမှာစိတ်ကြစေးတွေအိမ်ဆေးတွေတောင်းနေရတဲ့လူတွေတပုံကြီးပဲအများကြီးပဲအဲ့ဒါခင်ဗျားသိလားဒါနဲ့နေပါအောင်ခင်ဗျားအဲ့ဒါတွေဘယ်လိုသိတာလဲဘာလဲခင်ဗျားကျွန်တော်အထင်သေးတာလားကျွန်တော်လည်းဘွဲရပညာလက်တယောက်ပဲဗျာဒီမှာအဲ့လိုမျိုးရိုးရိုးရှင်းရှင်းဘွားကိုဖျက်ဆီးခြင်းလို့ဒီလိုဘွားနဲ့နေနေတာအဲ့ဆိုခင်ဗျားအိမ်ကခင်ဗျားသားသမီးတွေတော့ခင်ဗျားဘာပေးပြီးွားလဲကျွန်တော်သားသမီးတွေကို Elon Musk တောင်မပေးနိုင်တဲ့အရာကျွန်တော်ပေးတယ်ဗျာဘာပေးတာလဲအချိန်ကျွန်တော်သားသမီးတွေကိုကျွန်တော်အချိန်ပေးတယ်ဒါဆိုသူတို့ရဲ့အနာဂတ်တော့ခင်ဗျားဘာလုပ်ပေးပြီးွားလဲအနာဂတ်တော့ဘာလဲကြောက်ထားပေးတာလေသူတို့ပညာသင်ပေးတယ်လေဘာလဲနိုင်ငံခြားမှာဘာလဲအစင်းမြေကျောင်းတွေထားပေးနိုင်မှာမိဘတာဝန်ကြီးတာလားကျွန်တော်သားသမီးကိုကျွန်တော်